အားလုံးပဲမင်္ဂလာပါ MC Korean Language Channel ကနေပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာလေးကတော့ကိုရီးယားဖြီးကိုရေးပုံရေးနည်းဒီစနစ်ကြကြရေးပုံရေးနည်းကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲ channel လေးကို subscribe and like လေးမလုပ်ရသေးလို့ရှိရင်လုပ်ပေးဖို့တောင်းလို့ရှိပါတယ်ဒီနေ့ဗီဒီယိုတိုင်းကိုချိန်ပြီးသိရဖို့အတွက်လည်းခေါင်းလောင်းလေးနဲ့နှိပ်ပေးတော့တောင်းဆိုရှင်ပါတယ်ကဲဆိုကျွန်တော်စလိုက်အောင်ကိုရီးယားမှာဖြီးက16လုံးရှိတယ်သူရဲ့ပုံစံတွေကဒီဟာတွေပေါ့နော်ရေးရတာကတော့မြင်ရတဲ့အတိုင်းကျွန်တော်မြင်ကြောင်းလေးသုံးပြီးတော့ပဲရေးရတာလို့ဒီရေးရတာဆိုပေမဲ့ဒီစနစ်ကြကြရေးလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ရေးပါများလာလို့ရှိရင်သူကတဖြည်းဖြည်းနဲ့သားကြသွားပါလိမ့်မယ်ဒီစနစ်ကြကြနဲ့မမှန်ရေးနိုင်မှုကပိုရေးကြီးပါတယ်ဒီစနစ်ကြကြနဲ့နှမြရေးလေနောက်ကြလို့ရှိရင်ရေးရတာပို့ပြီးတော့တွက်လာပြီးပို့ပြီးအဆင်ပြေလာမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ပြောပြခြင်းနဲ့စလုံးကတော့ပထမဦးဆုံးစလုံးကိုသူကကိုရီးယားလိုဂီယော့လို့ခေါ်ပါတယ်ဂီယော့မြန်မာလိုလွယ်တူခေါ်မှဆိုရင်တော့ကားပေါ့နော်ဂီယော့ဆိုတဲ့ကိုရီးယားစလုံးကတော့ဒါဘုဒ္ဓတအနေနဲ့ပဲမှတ်ထားရင်ရပါပြီအဓိကသိရမှာဒီမြန်မာလိုကသူကားလို့ခေါ်တယ်ကိုရီးယားစကားလုံးတွေရေးတဲ့နေရာမှာဘယ်ကအဓိကကြလဲသူကမြင်းချောင်းလေးဆွဲတဲ့အခါမှာဒီဘယ်ကနေညာကိုပဲသွားတယ်အပေါ်ကနေအောက်ကိုပဲဆင်းညာကနေဘယ်ကိုပြန်မသွားအောက်ကနေအပေါ်ကိုပြန်မတက်ဘူးဘယ်စလုံးရေးစလုံးတိုင်းကိုဘယ်ကနေညာကိုသွားတယ်အပေါ်ကနေအောက်ကိုဆင်းတယ်အဲ့ဒီနီးစနစ်နဲ့ပဲရေးပါတယ်အဲ့ဒါလေးကိုအဓိကမှတ်ထားပြီးပြောချင်ပါတယ်တခုဆိုရင်ဒီကားပေါ့နော်ကားကိုရေးမယ်ဆိုကျွန်တော်တို့ဒီမှာကျွန်တော်မြားနေကျွန်တော်တိချာချာပြပေးရပါတယ်တစ်ချက်ပဲဆွဲမှာပါဘယ်ကနေပြီးတော့ဘယ်ကနေလာပြီးတော့အောက်ကိုဒီလိုဆင်းမှာပါသူအဲ့ဒါကိုဒီမှာရေးပြရမယ်ဆိုရင်တော့ရေးပြရမယ်ဆိုရင်ဒီလိုပေါ့နော်ပေါ်ကနေပြီးတော့အောက်ကိုအဲ့လိုလာပါတယ်ဘယ်ကနေညာပေါ်ကနေအောက်ဒါဆိုလို့ရှိရင်ဒီကားဆိုတဲ့စကားလုံးလေးရပါပြီပေါ့နော်ဒါပေမဲ့တနောက်တစ်ခုရှိတာပါလဲဆိုရင်ဒီဟာကျွန်တော်စာအုပ်တွေထဲမှာပုံနှိပ်စာအုပ်တွေထဲမှာမြင်နေရတဲ့ပုံစံမျိုးပေါ့ပြင်မှာရေးတဲ့ခါကျလို့ရှိရင်ဒါမျိုးပဲရေးအကွေးလေးပဲရေးပါဒါမျိုး၄တော့ရေးခဲ့တယ်ဒီလိုအကွေးလေးပဲအကွေးလေးကလည်းဘာမှမခက်ဘူးစနအတိုင်းပဲပေါ်ကနေပြီးတော့အောက်ကိုဆင်းတဲ့ခါမှာအကွေးလေးဆွဲချလိုက်လို့ရှိရင်အဆင်ပြေသွားပြီဒီမှာရေးပြရမယ်ဆိုဒီလိုလေးပါနော်ဒီလိုအကွေးလေးအဲ့လည်းကားသူတရနဲ့ပေါင်းလိုက်အဲ့လိုကားဒီလိုအကွေးလေးပေါ့တစ်ချက်ပဲဆွဲတယ်နော်နောက်တစ်လုံးကနီယွန်းမြန်မာလိုဆိုလို့ရှိရင်တော့သူနာပေါ့နော်စနကဒီကောင်နာလည်းအဲ့လိုပဲစနတော့ကားကိုပြောင်းပြန်လှန်လာတဲ့ပုံစံအတိုင်းပဲသူတို့တစ်ချက်ပဲဆွဲတယ်ပေါ်ကနေအောက်ကိုဆင်းပြီးတော့ဘယ်ကနေညာကိုသွားမယ်ရေးမယ်ဆိုလို့ရှိရင်ဒီလိုပေါ့ဘယ်ကနေသွားမယ်သူကတော့မကိုယ်သူကဒီတိုင်းပဲ၄တောင်တိုင်းပဲနာဒါဆိုရင်နာနီယွန်းဒါတော့ကျွန်တော်ဆန္ဒရှိမှပြောခဲ့တဲ့အတိုင်းပေါ့နော်သူကဘုဒ္ဓတအနေနဲ့မှတ်ထားရင်ရအဓိကကျွန်တော်သိရမှာကနာဒီစကလုံးတွေသိရင်ကျွန်တော်ရဒါဆိုရင်နာကိုဒီလိုရေးမယ်နော်ဒါဆိုနာโอเคဆန္ဒတော့ကဒီကောင်ကနာအခုကျွန်တော်ကဒီ good လို့ခေါ်ကိုရီးယားလို့ဆိုလို့ရှိရင်မြန်မာလို့ဆိုလို့ရှိရင်ဒါပေါ့နော်မြန်မာလို့ဆိုလို့ရှိရင်ကျွန်တော်ဒါမာလို့ဆိုကျွန်တော်ဒါလို့ခေါ်ပါတယ်ဒါလို့ခေါ်ပါဒါမှကျတော့တစ်ချက်သေးနဲ့မပြီးတော့ဒီမှာဆိုရင်သူကရင်းကြောင်ဘယ်ကနေဆွဲလဲဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်များပြထားတဲ့အတိုင်းဒီ1လို့ရေးပေးထားတာအရင်ဆုံးဆွဲရမယ်ဘယ်ကနေညာကိုရင်သွားမယ်ပြောလို့ရှိရင် number 2ပေါ်ကနေအောက်ကိုဒီတစ်ဆက်ထဲဆင်းမယ်အဲ့ဒါကိုကျွန်တော်ရေးပြရမယ်ဆိုလို့ရှိရင်ဒီကောင် number 1ဒီကောင်ကြီးဆွဲမယ်ဆိုတော့ဒီကောင်ကြီးဆွဲမယ်ပြောလို့ရှိရင်သူက2အောက်ကတစ်ဆက်ထဲတစ်ချောင်းကြီးဆွဲဒီနှစ်ခုကတစ်ဆက်ထဲဆွဲရဘယ်လိုဖြစ်မလဲဆိုဒီလိုဖြစ်သွားမယ်ဒါဒီကောင်ကိုအရင်ဆွဲမယ်လို့ရှိရင်
အောက်ကတစ်ဆက်တဲ့ဒါသူနီးစနစ်ကြကြရေးတာပေါ့တစ်ချောင်းချင်းရေးလို့မရဘူးလားဆိုတစ်ချောင်းချင်းရေးလို့လည်းရလွတ်ဆွဲဒါပေမဲ့သူနီးစနစ်မကြဘူးပေါ့နော်သူရဲ့ပုံစံသူရဲ့နီးစနစ်တိုင်းရေးတာတော့အကောင်းဆုံးပေါ့နော်ဒီမှာတစ်ခါတည်းအဲ့လိုဆက်ဆွဲတော့မယ်ဒါဆို d good ဒါဘယ်လိုဆွဲမလဲ1 2ဒါဆိုရဒါဆိုဒါရတော့ကျွန်တော်သုံးလို့ရပါပြီကနာဒါနောက်တစ်ခုက reu လို့ခေါ်တဲ့ရဒီမှာလို့ဆိုရကိုရလို့ဆို reu လို့ခေါ်တယ်ဒီကကြတော့ဆွဲရတဲ့ချက်တွေကနည်းနည်းများတယ်ဒီလို ra လို့ခေါ်တဲ့ဟာကျတော့သူသွားမယ်ဆိုဒီမှာအဓိကကြည့်မယ်ဆိုရင်ပေါ့နော်ဟိုကျွန်တော် beginner တွေဖြစ်တဲ့အတွက်အခုမှစပြီးလေ့လာမယ့်သူတွေဆိုလို့ရှိရင်ဒီမှာဒီမြားလေးတွေကိုတည်ချက်ကျွန်တော်ကြည့်စီချင်တယ်ဒီမှာဒီကောင်1လို့ရေးထားတဲ့မြင်းကြောင်ကအရင်ဆွဲရမယ်ပြီးရင်2ဆိုလို့ရှိရင်တစ်ဖြက်3ဆိုလို့ရှိရင်တစ်ဖြက်4ကြမှာဆွမ်းလာတော့လို့တစ်ဆက်သေးဖြစ်သွားအဲ့ဒါကိုကျွန်တော်ရေးပြမယ်ဆိုရင်ဒီမှာသူ1လို့ရေးရအောင်မြင်းကြောင်လို့1ပြီးရင်2ပြီးရင်3ပြီးရင်4အဲ့လိုနီးစနစ်တကြကြနဲ့များရေးလေပို့ပြီးတော့ရေးလို့လက်တွက်လာလေပဲနော်1ကျွန်တော်မားကုန် sorry 1 2 3 4တလုံးကို10 ခါလောက်စီအနည်းဆုံးရေးပေါ့နော်အဲ့လိုရေးမှနောက်ကြောက်ရှိရေးရတာလက်တွက်လာဒါဆို1 2 3 4တော့ဆို1 2 3 4ဒီလောက်ဆိုလို့ရှိရင်ရေးတတ်မယ်လို့ထင်ပါတယ်နော်ဒါဆိုကျွန်တော်သုံးလုံးရပါပြီဆိုတော့ကရယ်နာရယ်ဒါရယ် right လေးလုံးပေါ့လေးလုံးအဲဆိုရင်နောက်တစ်လုံးကကျွန်တော်တို့ဘာဆက်သွားမလဲဆိုရင်မကတော့ဒီကောင်ရေးရတာလွယ်ဒါလွယ်တယ်ဆိုပေမဲ့လည်းသူ့ရဲ့နီးစနစ်တိုင်းပဲဆွဲရတယ်ရေးရတဲ့ပုံစံတိုင်းရေးတော့ပိုကောင်းတော့ဗောနော်4000ဆိုကျွန်တော်ကြုံလို့4000ကောက်ခတ်လိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒါထက်မြင်းချောင်းကိုရေးနေဆွဲနေတယ်လို့မမြင်ဘူးစလုံးတစ်လုံးရေးနေတယ်လို့စိတ်ထဲမှာမှတ်ပြီးတော့သူ့ရဲ့နီးစနစ်တိုင်းသွားရင်တော့ဒါပို့ပြီးတော့ပိုကောင်းတော့ဗောနော်နောက်ကြလို့ရှိရင်ရေးရတာလွယ်လာလိမ့်မယ်အဲဆိုရင်ဒီကောင်ကိုဘယ်လိုဆွဲမလဲဆိုရင်ကျွန်တော်ပြမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြထားတဲ့အတိုင်းဒီကောင်ကြီးဆို1ဆိုပေါ်ကနေအောက်ကနေပေါ်မတက်ဘူးနော်ဆောင်းတာပြောထားတဲ့အတိုင်းမှာပေါ်ကနေအောက်ပဲဆင်းတယ်ဘယ်ကနေညာပဲသွားတယ်အဲ့တော့ဒီကောင်ကြီးဆွဲမယ်1ပြီးမှ2ကဒီအောက်ထိလာမယ်2ပြီးရင်3ဒီကောင်ပိတ်အဲဘယ်လိုရေးလဲဆိုလို့ရှိရင်ဒီမှာ1ပြီးရင်2 3အဲဆိုလို့ရှိရင်ဒီကောင်လေးကိုဆက်အောင်ရေးပါနော်သူကဆက်မှစလုံးနေမဆက်ဘူးဆိုလို့ရှိရင်သူ့ရဲ့စလုံးမပြည့်ပြင်းဘူးဆိုလို့ရှိရင်ဒါဟိုဖတ်တတ်မှာမဟုတ်အဲ့တော့1 2 3အဲဆိုရင်ဒီကောင်ကမီဥလို့ခေါ်တယ်ကိုရီးယားလို့ဆိုလို့ရှိရင်မြန်မာလို့ဆိုလို့ရှိရင်တော့မပါနော်မဆိုတဲ့စကားလုံး1 2 3သူကရေးရတာလွယ်တယ်မင်းကြောင့်ကိုကြီးမတော်တော့ကျွန်တော်ကွန်ပျူတာနဲ့ရေးနေတာဟိုအဆင်မပြေလို့စာရွက်ပေါ်မှာဆိုလို့ရှိရင်တော့4000ကျကျဖြစ်တယ်မင်းကြောင့်နေရသူအကုန်လုံး4000ကျကျမယ်မီဥမလို့ခေါ်ပါတယ်ဒီကောင်ကိုဒီလောက်ဆိုလို့ရှိရင်ဆွဲတတ်မယ်ထင်ပါနော်မြင်းချောင်းလေးတွေကိုအဓိကကြည့်ပါတော့ဒီမှာနံပါတ်တက်ပေးထားတဲ့ဟာလေးတွေဖြည်းဖြည်းချင်းစီဆွဲရေးလေ့ကျင့်သွားလို့ရှိရင်နောက်ကြလို့ရှိရင်အဆင်ပြေလာပါလိမ့်မယ်အဲဆိုလို့ရှိရင်နောက်တစ်လုံးကဘီဥလို့ခေါ်တဲ့မြန်မာလိုဆိုဘီဥသူ့ကိုရေးဆွဲရတဲ့ပုံစံကတော့ဒီမှာဆိုလို့ရှိရင်ပြရတယ်ဒီကောင်းနှစ်ချောင်းကိုရေးဆွဲမယ်ဒီဘယ်ဘက်အကြောင်းဆိုအပေါ်ကနေအောက်ရင်ဆင်းမယ်ဒီမှာအပေါ်ကနေအောက်ရင်ဆင်းမယ်ပြင်ကြားတဲ့ number 3ပြင်အောက်ကပိတ် number 4အဲ့တော့ဘယ်လိုဆွဲလဲဆိုလို့ရှိရင်1 2 3 4 1 2 3 4ရေးတဲ့အခါမှာပေါ့နော်အဲ့လိုမျိုးမလောပဲနဲ့ဒီလိုအဲ့လိုရေးချင်လို့ရေးလိုက်မယ်ဆိုတာမျိုးမဟုတ်ပဲねသူရဲ့နီးစနစ်တိုင်း1 2 3 4အဲ့လိုနီးစနစ်ကြရေးရင်းနဲ့ဖြည်းဖြည်းချင်းလေ့ကျင့်သွားစေချင်ပါတယ်
အဲ့လိုဆိုလို့ရှိရင်ဒီဘာလေးရမယ်နော်ဘာ